နံပါတ်6ကတော့လူတွေကိုဂယုစိုက်တာတွေကိုလည်းရှော့ပါဟာပထမပိုင်းမှာဆရာပြောတဲ့ချစ်တာကိုရှော့ပါချစ်တဲ့အခါကျလူတွေကိုဂယုစိုက်လာတာပေါ့တိတ်ဂယုစိုက်လို့တဲ့အခါကျတော့လူတွေကအခွင့်အရေးယူလာတာပေါ့ဒီဂယုဆိုင်မှုရော့သွားတယ်ဒီပြိုင်နဲ့ဘာလို့ဂယုဆိုင်တော့တာလဲဆိုပြီးတော့ကိုယ့်ပေါ်မှာညှို့ညင်မှုတွေဖြစ်လာမှာပေါ့အကြောင်းလို့ဆရာတို့ကလူတွေကိုတိတ်ဂယုဆိုင်တာကိုလည်းရှော့ပါလိုအပ်တဲ့လောက်ပဲဂယုဆိုင်ပေါ့နော်တိတ်အလွန်ကျွံဂယုဆိုင်မယ်ဆိုရင်တော့လူတွေကဒီပေါ်မှာအခွင့်အရေးလို့ထင်သွားတတ်ကြပါတယ်ကောင်းပြီနံပါတ်9ကတော့အရေးကြီးပါတယ်ဘာရှော့ရမှာလဲအစားအသောက်ကိုရှော့စားပါသိရေးကြည့်ပါတယ်နော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆရာတို့ဟာနေ့စဉ်လူတိုင်းလိုကမနေ့မိုးလင်းတာနဲ့မနေ့စာစားတယ်နေ့သာစားတယ်ညသာစားတယ်ဒီကြားထဲမှာအစာပြေဆိုပြီးတော့ဆရာတို့စားကြသေးတယ်အဲ့တော့ဆရာတို့ကအစားတော့ကိုရှော့နိုင်လေကျမ်းမာရေးနဲ့ညီညွတ်လေပဲဖြစ်နိုင်လို့ရှိရင်တဝက်စီးမြင့်ကိုသုံးပါဟုတ်ကဲ့ပါဆရာနော်အဲ့တော့တဝက်စီးမြင့်ဆိုတာပါလေကိုရှိရောက်လာတဲ့အစားတော့ကိုတဝက်ပဲစားမယ်ဟုတ်ကဲ့ရှင်ရှော့စားမယ်အဲ့ဒီရှော့စားတဲ့အကျင့်ကိုလုပ်တာဟာကျမ်းမာရေးလည်းညီညွတ်ပါတယ်နံပါတ်8ကတော့ပါလေမလွတ်အဖဲသုံးတာတွေရှော့ပါလူတော်များများဟာမလွတ်အဖဲသုံးကြပါတယ်ဘယ်လိုမလွတ်အဖဲသုံးတာလဲစိတ်ခံစားမှုနဲ့ဈေးဝယ်ကြတယ်ပစ္စည်းတစ်ခုကိုမြင်လိုက်တာနဲ့တပြိုင်တည်းကိုအတွက်တကယ်လိုသလားမလိုသလားမစဲစားဘူးဟိုကရှော့စင်းနဲ့ပေးနေတဲ့နောက်ဆိုမရတော့ဘူးဆိုတာနဲ့တောက်ဆိုတခါတည်း online ပေါ်ကကောက်ဝယ်ပလိုက်တယ်တခါလေကြာလို့ရှိရင်ဈေးသွားရင်းနဲ့လည်းပဲရှော့ဈေးဆိုတာနဲ့ဝယ်ပလိုက်တာပဲအသုံးဆွဲများလာရင်ကိုအတွက်ငွေကြီးရခက်လာမှာပေါ့ခက်ကြမ်းပြောရရင်များသုံးရင်မွဲမှာပေါ့ဒါကြောင့်မလို့မလိုအပ်ဖဲသုံးတာတွေကိုလည်းရှော့ပါလို့ပြောချင်ပါတယ်နံပါတ်9ကတော့ဘာလဲဆိုရင်အရာကိုစိတ်ဝင်စားနေတာကိုလည်းရှော့ပါတခါလေကြာရင်တချို့လူတွေကလေဟိုဟာလှုပ်ချင်းတရားလှုပ်ချင်းဟုတ်ကဲ့ဟာတိုင်းပေါ်မှာတင်နန်းတစ်ခုတက်လာရင်အဲ့ဒီတင်နန်းကိုတက်ချင်းတခါလေကြာရင်ပို့ဆိုးသေးတယ်အဲ့ဒီတင်နန်းကအခမဲ့ဆိုရင်တခါလေကိုကအဲ့ဒီတင်နန်းကိုသွားပြီးတော့စည်ရင်ပေးလိုက်တာပဲအခမဲ့ဆိုတိုင်းကိုကသတိထားရမယ်ကိုအတွက်တကယ်လိုလို့လားအရာကိုလိုက်ပြီးတော့စိတ်ဝင်စားနေတယ်အရာကိုလိုက်လုံနေရင်ကိုယ့်ရဲ့ဥတီချက်တွေပျောက်ကုန်မှာပေါ့ကိုယ့်ရဲ့ဥတီချက်တွေပျောက်ကုန်လို့ရှိရင်လမ်းပျောက်သွားမှာပေါ့အရာကိုစိတ်ဝင်စားနေရင်ကိုကျွမ်းကျင်မှုကိုလည်းဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့စိုးစိုက်မှုအားနည်းသွားမှာပေါ့ဒါကြောင့်မလို့အရာကိုစိတ်ဝင်စားနေတာကိုလည်းလျှော့ပါလို့ပြောပါတယ်နောက်ဆုံးအချက်ကတော့ဘဝကိုရေစုံမမျောပါနဲ့ဘဝကိုရေစုံမမျောပါနဲ့ဆိုတာဘာလဲလို့ပြောရင်တိုးတက်မှုကိုမရှာဘူးဖြစ်တယ်လို့နေလိုက်တာပေါ့ကိုလှုပ်ရှားရှိတဲ့အလုပ်ကိုလုပ်တယ် online မှာတက်ကြည့်မယ်ညကျရင်အိမ်မယ်နောက်နေ့မိုးလင်းလာတဲ့တပြိုင်တည်းကိုလုပ်ရမယ်အလုပ်ကိုသွားမယ်ဒီလုံးနေကြအလုပ်ကိုတော့ပုံမှန်လုပ်နေတယ်ဒါပေမဲ့ကိုယ့်ရဲ့ဘဝကိုဖွံ့ဖြိုးတိုးတက်မှုတွေဘာမှမလုပ်ဘူးအဲ့တော့ဘဝကိုရေစုံမျောနေတာတွေကိုရှော့ပါရေစုံမျောပြီးလိုက်နေမယ်အစာရေစံကူးဖို့စဉ်းစားပါဟုတ်ကဲ့ပါဆရာရေစုံမျောတာလွယ်တာပေါ့သမီးဟာရေစံကူးရင်တော့ခက်ခဲတယ်ရေစံကူးတဲ့လူပဲသူလိုချင်တဲ့နေရာကိုရောက်လိမ့်မယ်သူသွားချင်တဲ့ပန်းတိုင်ကိုရောက်လိမ့်မယ်ရေစုံမျောတဲ့လူကတော့ရေစည်းအတိုင်းရောက်ချင်ဟာကိုရောက်သွားပါလိမ့်မယ်ဒါကြောင့်မလို့ဒီရှော့ပါဆိုတာလေးကတကယ်တော့ဆရာတို့ရဲ့ဗုဒ္ဓတရားတော်လည်းညီပါတယ်ဗုဒ္ဓတရားတော်ကဘယ်အရာမှလည်းအလွန်ကျွံမလုံးနဲ့ဘယ်အရာမှလည်းမလုပ်ဖဲမနေနဲ့အလေလက်လန်းစဉ်ဖြစ်ပါတယ်နော်အကြောင်းမလို့ဆရာဒီမှာရှော့ပါဆိုတာအလွန်ကျွံမလုံးနဲ့လို့ပြောခြင်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဆရာနော်အဲ့တော့ချင့်ချိန်ပြီးတော့ကိုယ့်အနေနဲ့အလေအလတ်လောက်တော့လှုပ်တင်တာကိုလုံမယ်ဆိုရင်တော့ကိုယ့်ဘဝအတွက်လည်းအကျိုးရှိလာပါလိမ့်မယ်ဟုတ်ကဲ့ပါဆရာရှင်ဒီဆရာပြောသွားတဲ့အထက်မှာပေါ့နော်ဒီရှော့ပါဆိုတဲ့ဒီစကားလုံးလေးနှလုံးလေးอ่ะပေါ့နော်ဒီလူမှုနေထိုင်မှုဘဝမှာပေါ့နော်အောင်မြင်ဖို့အတွက်တိုးတက်ဖို့အတွက်ပေါ့ဆရာကအခုလိုမျိုးပေါ့တူနဲ့ပေါ့နော်ရှင်းရှင်းလင်းလင်းထိထိရောက်ဖြစ်သွားအောင်ပြောကြားပြသွားတဲ့အတွက်ဒါကြည့်ရှုသူတွေပရိသတ်တွေလည်းပေါ့နော်အသိပညာတစ်ခုတော့အလင်းတစ်ခုတော့ပေါက်သွားမှာပါဆရာဟုတ်ကဲ့ပါဆရာအခုလိုမျိုးလေးလာရောက်ပြီးတော့ပေါ့နော်ဆွေးနွေးပြီးသွားတဲ့အတွက်လည်းဆရာကိုအထူးပဲကျေးဇူးတင်ပါတယ်ရှင်ကောင်းပါပြီသမီး